မင်္ဂလာပါကျွန်တော်ဒီနေ့ဒါ outdoor ပေါ့နော် outdoor ရိုက်ပြတာကျွန်တော်ပုံမှန်အပြင်မထွက်တာလည်းကြာတော့ဒါတခါတည်းoutdoor လေးတစ်ခါရိုက်လိုက်တာပေါ့နော်ကျွန်တော်အခုရောက်နေတာကအဘူဒါဘီရဲ့ဒီပန်းကြံပေါ့နော်ပန်းကြံအကြီးကိုရောက်နေရဗျာဒီရဆိုရင်လည်းအကုန်မြင်ရတယ်ကျွန်တော်တို့ဒီမှာဘူဒိုင်မှာနာမည်ကြီးရဲ့ဒီတာဝါတို့သိရမလားဟိုဘက်ချမ်းမှာဆိုရင်ဒါအဘူဒါဘီမောတို့ဘာလို့ဆိုတာဟိုဘက်ချမ်းပေါ့နော်နည်းနည်းလေးတော့ဝေးတယ်ဒါပေမဲ့ဒီကောင်ကအရင်ဆန်ရချလာဆိုတော့ကျွန်တော် business ချတဲ့နေရာအရင်လူရှုပ်တဲ့ထဲမှာမပါဘူးဗျမြန်မာနိုင်ငံလိုမျိုးဆိုရင်ဒီလမ်းမတော်တို့ပါတော့အဲ့ဘက်ချမ်းတော့မပါဘူးတာဂီတက်ဘက်ချမ်းတော့ရောက်မှာပေါ့နော်အဲ့ဘက်ချမ်းတော့ရောက်တယ်ဘာလို့လဲဆိုတော့လူအရင်မရှုပ်ဘူးလူရှင်းတယ်ပြီးတော့နေလို့ထိုင်လို့အရန်ကောင်းတယ်ဗျာအရန် pace ဖြစ်တယ်ပေါ့နော်အဲ့လိုတည်းမှာပါတယ်အခုတွေ့ရတိုင်းပဲဗျာ AC ပဲဒါဆိုရင်စနေနေ့မှာအဲ့လိုမျိုး AC လမ်းလျှောက်နေတဲ့လူတွေAC သူ့အန်သူမှာချေးလုံနေတဲ့လူတွေအဲ့လိုမျိုးပဲရှိရပေါ့နော်ကျွန်တော်အဲ့တော့ဒီနေ့အတွက်ပြောချင်တာက topic က3ခုပေါ့3ခုခွဲထားအဲ့3ခုထဲမှာကျွန်တော်ပထမဆုံးအကြောင်းအရာနံပါတ်1ကကျွန်တော်အဘူဒါဘီအကြောင်းပေါ့နော်အဘူဒါဘီကတော်တော်ကောင်းတဲ့မြို့ထဲမှာပါတယ်တော်တော်လေး agent နဲ့အလုပ်လုပ်ဖို့အတွက်ဆိုရင်အရန်တင့်တော်တယ် safe လည်းအဖြစ်ဆုံးပဲအဘူဒါဘီအကြောင်းကိုရှာကြည့်မယ်ဆိုရင်ဒါပါပေါ်မှာ safe ဖြစ်ဆုံး city ပေါ့နော်အဲ့ထဲမှာပါတယ်ပေါ့အဲ့တော့ကျွန်တော်2နာရီပဲထသွား3နာရီပဲပြင်ထသွားကျွန်တော်အရန် safe ဖြစ်တယ်ဗျာတည်ရမှာဘာပြဿနာမှမရှိဘူးပြဿနာသေးသေးမဆိုလဲဒီ government အများကြီး control လုပ်ထားတော့လေဒီအသေးစိတ်ကစ control လုပ်ထားတော့အရန် safe ဖြစ်တဲ့ထဲမှာပါတယ်ပြီးတော့ကျွန်တော်တို့ဒီ main အထူးသဖြင့် main လေးအတွက်ပေါ့ UAE အစားရတည်ရတိုင်းပဲကျွန်တော်မွတ်စလင်နိုင်ငံဆိုတော့ main လေးအတွက်အစားတွေကတော်တော်ကြီးကိုတုံ့ကြုံမှုပေးထားရပါတော့ကျွန်တော်ဘယ်နေရာတော့ကားစီးရအစားလမ်းလျှောက်တာအစားအများကြီး complaint တက်တလောက် main လေးဘက်ကနေလုံခြုံမှုပေးနိုင်တဲ့နိုင်ငံလို့ပြောလို့ရတယ်ဗျာတည်တာကားစီးရဒါတက်ခွဲတာပေါ့နော် main လေးရဲ့အရှိမယောက်ျားလေးရဲ့အနောက်မှာဒါဟိုရောက်နေတဲ့လူတွေတိပါတယ်နော်အဲ့ထဲမှာအဲ့လိုမျိုးပေါ့နော် main လေးအတွက်ပို့ပြီးတော့လုံခြုံတဲ့နိုင်ငံပြီးတော့ main လေးအတွက်အခွင့်အရေးအများများတဲ့နိုင်ငံကျွန်တော်အဲ့လိုထင်တယ်ယောက်ျားလေးနဲ့ main လေးရှင်းပြီးတော့ဒီအလုပ်တွေပါရှာရင်တော့မှမတူဘူးဗျာသိလား main လေးအတွက်ကပို့ပြီးတော့အခွင့်အရေးများတယ်ပြီးတော့ main လေးအတွက်ပို့ပြီးတော့ chance များတယ်ဗျာဘာလို့လဲဆိုတော့ဒီ population ရချင်းလည်းကျွန်တော် 100% မှာဒီ 86% ဒီ 87% လောက်ကကျွန်တော် migration ပေါ့နော် migration ရှိမယ်ပြီးရင်ဒီ local ကကျတော့ဒီ15%ရာခိုင်နှုန်း16% ရာခိုင်နှုန်းအဲ့လောက်ပဲရှိမယ်အဲ့86%ရာခိုင်နှုန်း85%ရာခိုင်နှုန်းလောက်မှာ main လေးကဒီ 25% လောက်ပဲရှိရ25% ကျန်တာယောက်ျားလေးတွေပဲဘာလို့လဲဆိုတော့ဒီတိုင်းတစ်ပေါက်အလုပ်သွားလုပ်တယ်ဆိုတော့တည့်ရတိုင်းပဲပြတည့်ရမှာယောက်ျားလေးအရန်များရပေါ့နော်အဲ့တော့ main လေးအတွက်ကအများကြီး chance များတယ်ရွေးချယ်ခွင့်အရန်များတယ်အလုပ်တက်ပဲဖြစ်ဖြစ် relationship အတွက်ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ် life အတွက်ပေါ့နော်တော်တော်ကြီးကိုကောင်းတဲ့နိုင်ငံတစ်ခုပေါ့ဒီရောက်ရင်သူ့ဘာလို့ automatically ဒါ expensive ဖြစ်သွားပဲတည်ရ main လေးအတွက်ကဘာပဲလုပ်သူတို့အတွက်ကောင်းနေရပဲအဲ့တော့ဒါပထမဆုံးချက်ပေါ့နော်ဒုတိယချက်ကိုမပြောခင်ပေါ့နော်ကျွန်တော်အခုရောက်နေတာက Corniche Beach ဒါနောက်မှာ beach ပေါ့နော်စနေနေ့ဒါလူတော့တော်တော်များတယ်ဒါနောက်မှာဆိုရင်ဒါအဘူဒါဘီရဲ့နာမည်ကြီးရဲ့တာဝါတွေပါရှိရပေါ့နော်ဒါအဲ့ဒီတာဝါအကျော်ဆိုရင်တော့ဒါ Central ပေါ့အဲ့ဘက်ချမ်းနေဆိုရင်ဒါ Hamdan တို့ဘာလို့တကယ်လူထူထပ်တဲ့နေရာပေါ့နော်ကျွန်တော်ဒီမြန်မာနိုင်ငံရဲ့မြို့ထဲပိုင်းနေရာတွေလိုမျိုးအဲ့လိုမျိုးလူအများများတဲ့နေရာတွေပေါ့ဘာလို့လဲဆိုတော့ Central တချို့ကြတော့ဗျာသွားလာအဆင်ပြေအောင်ဆိုပြီး Central မှာနေတဲ့လူတွေပုံများရပေါ့အဲ့လိုနေရာမျိုးတွေပေါ့အဲ့တော့ကျွန်တော်အခုပြောချင်တဲ့ topic 2ကဘာလဲဆိုတော့ကျွန်တော်ဈေးနဲ့ပတ်သက်ပြီးတော့ပြောချင်တာဗျာဘူတိုင်းမှာဈေးနဲ့ပတ်သက်ပြီးတော့တော်တော်အဆင်ပြေရတယ်မှာပါတယ်ဘာလို့လဲဆိုတော့လူတယောက် generally မရှာနိုင်ဘူးဆိုရင်30လောက်ကအောက်ထက်ရှာနိုင်တယ်အဲ့တော့ကျွန်တော်ပြန်သုံးရတဲ့ဟာကြတော့မြန်မာနိုင်ငံနဲ့အခုရှင်းလိုက်မယ်ဆိုရင်မြန်မာနိုင်ငံအခုကျွန်တော်ကုန်စည်နှုန်းတက်နေရတဲ့ရှင်အရင်ကွာမနေဘူးဗျာသိလားဟုတ်ပါတော့ကျွန်တော်အသားငါးတွေဝယ်တာမျိုးတို့ဟင်းသီးဟင်းရွက်ဝယ်တာမျိုးတို့နည်းနည်းလေးတော့ဈေးကြည့်လိမ့်မယ်ဒါပေမဲ့ပိုလဲရှာနိုင်တယ်မြန်မာနိုင်ငံထက်အများကြီးပုံမှန်ထက်အများကြီးပိုရှာနိုင်တယ်ဗျာကုန်လာကြတော့နည်းနည်းလေးပိုကုန်တယ်ပိုစုနိုင်တယ်အဓိကပြဿနာပါလဲဆိုတော့အိမ်နဲ့ခွဲနေရတာမျိုးကိုဘော်ဒါနဲ့ခွဲနေရတာမျိုးအဲ့ဒီခုရရှိရပါတော့နည်းနည်းတော့ပြီးတော့ဘာသာစကား language ပေါ့အဓိကအဲ့ဒါလေးလိုတာပေါ့နော်ကျွန်တော်အင်္ဂလိပ်စာကို basic အထက်ပေါ့နော် intermediate လောက်ပြောနိုင်ရင်အဆင်ပြေရဗျာbasic ထပ်ပို့ပြီးပြောနိုင်အဆင်ပြေဗျာ communication ပေါ့နော်ဒါပေမဲ့တချို့နေရာမှာဆိုလဲ basic လောက်နဲ့အဆင်ပြေနေတဲ့လူတွေအများကြီးပါနော်လာသာဟို30 29 28အဲ့လောက်ရနေတဲ့လူတွေအများကြီးဆိုတော့ကျွန်တော်လာသာ30လောက်ဆိုရင်မစိုးလေမြန်မာငွေဒါ30ဝန်းကျင်လောက်ရနေပြီဆိုတော့ကျွန်တော်ပြန်ကုန်ရတဲ့ဟာဆိုလဲကျွန်
ကျွန်တော်ဒီအခန်းကားတွေပါဆိုရင်တယောက်ကိုဗျာကိုနေရပေါ်မူတည်ရပါတော့ကိုကလူရင်းနဲ့ share ပြီးနေနိုင်တယ်ဆိုရင်တော့လေဒါ600 650မြန်မာငွေ6သိန်း9သိန်းဝန်းကျင်လောက်နဲ့ AC နေလို့ရတယ်ကိုပိုင်ကိုအခန်းဆိုလေ7သိန်း9သိန်းအဲ့လောက်ဝန်းကျင်နဲ့ရှာလို့ရတယ်ပေါ့နော်နေရပေါ်မူတည်ပြီးတော့ဈေးတက်သွားမျိုးလည်းရှိရပါအဲ့တော့ကိုပေါ်လေမူတည်ရပါတော့ဘယ်နေရာပဲနေဒါပေမဲ့တော်တော်ကြီးကိုအဆင်ပြေတယ်ဈေးအဆင်ပြေတယ် safe အဆင်ပြေတယ်ဘယ်နေရာပဲဖြစ်ဖြစ် enjoy လုပ်ရတယ်ကိုပိုင်ကိုlifestyle တစ်ခုပါကိုပိုင်ကို communication တိဆောက်တည်ရလူရင်းနဲ့ language တစ်ခုတော့အဓိကလိုတယ်ဒါပေမဲ့တော်တော် fair ဖြစ်တယ်ဗျာအဆင်ပြေရဗျာတည်ရမှာဘာပဲဖြစ်ဖြစ်ဟိုလုံခြုံမှုရှိတဲ့နိုင်ငံမှာနေရတယ်လာတာလည်းမစိုးဘူးစုနိုင်တယ်သုံးနိုင်တယ်ဖြုံးနိုင်တယ်ကိုရှာတော့ဟုတ်တယ်မလားကိုသုံးလောက်မူတည်ပြီးတော့ကိုပိုင်ကို adjust လုပ်ရပါဘောနော်ဒါကတော့ဒုတိယချက်ပေါ့နောက်ဆုံး topic ပေါ့နော်နောက်ဆုံး topic မပြောခင်ဒါကျွန်တော်ပန်းကြံတွေကဂုံတိတိလေးပေါ်ရောက်နေတာတော်တော်လှရပြန်မှာပင်နေပါလေဆိုတော့ share ကြီးတည်ရမလားအောက်မှာလည်းဒါကလေးတွေကစားခွင့်တွေရှိတယ်နောက်မှာလည်းလို့ barbecue ချက်နေပြုတ်နေတဲ့လူတွေအတီးတန်ရှိတယ်နောက်မှာသူတို့ပိုင်းသူတို့ picnic ပုံစံမျိုးထွက်တဲ့လူတွေပေါ့နော်အိတ်တဲ့လူကလည်းအိတ်နဲ့နောက်မှာခုံပါအဲ့လိုမျိုးရှိအဲ့တော့ဒါညနေခင်းပေါ့နော်တော်တော်လှတယ်ပေါ့နော်အခုစောင်းလေးရောက်လာတော့အဲ့တော့ကျွန်တော် topic number 3ကိုပြန်သွားမယ် topic number 3ကဘာလဲဆိုတော့ဒါဟိုကျွန်တော်အကြိုက်ဆုံးတွေကတစ်ချက်ပေါ့နော်ကျွန်တော်တို့ဒီ migration နဲ့ပတ်သက်ပြီးကျွန်တော်ရှေ့မှာပြောခဲ့တယ်ကျွန်တော် population နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံတကာလာပြီးတော့အလုပ်လုပ်တဲ့လူတွေရမ်းများတယ်အဲ့တော့ကျွန်တော်ဒီ local ပေါ့နော်သူတို့ဒီနိုင်ငံကြီးသားပေါ့နိုင်ငံကြီးသားဆိုတာမျိုးမရှိဘူးဗျာသူတို့ life နဲ့သူတို့ကားနဲ့သွားတာပဲများတယ်သူတို့ community နဲ့သူတို့နေတာများတယ်ပေါ့နော်အဲ့တော့အဲ့တခုကောင်းတယ်ဗျာဘာလို့လဲဆိုတော့တချို့နိုင်ငံတွေမှာဆိုရင်ကျွန်တော်ကြားဘူးတာဒီနိုင်ငံရေးသားဆိုတာမျိုးရှိရတော့နည်းနည်းအနှိမ်ခံရတာမျိုးတွေသိရမလားစကားပြောဆင်ခြင်ရတာမျိုးတွေနည်းနည်းတော့ရှုပ်တာပါ appearance ကအစနည်းနည်း view ဆိုင်နေတာပေါ့နော်ကိုပုံစံအသွင်ပြင်ဒီမှာကျအဲ့လိုမရှိဘူးအကုန်လုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပုံစံပေါင်းစုံဖြစ်တဲ့အတွက်ကိုယ့်ဘန်ကိုတီးတန့် lifestyle တီးတန့်ပုံစံနဲ့နေလို့ရရပါတော့။ main ကလေးအတွက်ပို့ပြီး chance များတယ်ကျွန်တော်ပြောခဲ့သလိုမျိုးပဲဒါပျက်စီးလွယ်တယ် main ကလေးပျက်စီးလွယ်ပေါ့နော်တော်တော်များများသူတို့ပျက်စီးခြင်းသူတို့ရတယ်ဗျာအဲ့တခုရှိတယ်ယောက်ျားလေးကကြတော့အဲ့လိုမျိုးယောက်ျားလေးအများများတဲ့အတွက်main ကလေးအတွက် chance များတယ်ပို့ပြီးတော့ follow လုပ်ခံရတာများတဲ့အတွက်တချို့ဆိုရင်တော်တော်များများကျွန်တော်မျက်စိရှိမှမြင်နေရအမျိုးအများကြီးရှိပါတယ်ပေါ့နော်အဲ့လိုမျိုးတွေအကုန်လုံးကဒီ migration တွေပဲဗျာသူတို့နိုင်ငံသားမရှိဘူးနိုင်ငံသားအရန်ရှာတယ်သူတို့မှသူတို့တီးတဲ့ life မှာမနေတယ်သူတို့မှသူတို့တီးတဲ့တခြားနေရာတွေ hotel restaurant တွေမှာပဲအတွေ့များတယ်ဒီလိုနေရာတွေမှာရောထွေးပြီးမနေတဲ့အတွက်ဘာဖြစ်အဲ့တခုတော့ကောင်းတယ်ဗျာဘာလို့လဲဆိုတော့ခင်ဗျားတွေးနေလူတိုင်းကလည်းဒါကိုလို migration ပဲလေကိုလိုလှုပ်လာတဲ့လူဖြစ်တဲ့အတွက်လူတော်များများရဲ့စိတ်ကလည်းအဆင်ပြေတယ်သိရမလားဟိုလိုမျိုးမခံကျင်တဲ့စိတ်တွေအနှိမ်ခံရတာမျိုးတွေအဲ့လို life မှာတိတ်မရှိတဲ့အတွက်အဲ့ဒါကြောင့်မို့လဲပို့ပြီးတော့safe ဖြစ်တယ်ပို့ပြီးတော့ဟိုလိုမျိုးအဆင်ပြေကြရလို့ခံစားရတယ်ထင်တာပဲလူကလေပုံသဏ္ဍာန်ပေါင်းစုံလူမျိုးပေါင်းစုံစကားပေါင်းစုံဖြစ်တဲ့အတွက်အကုန်လုံးကနားလည်ကြတယ်အဆင်ပြေကြရပါငါလဲသူ့လိုပဲသူလဲငါလိုပဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါဒီနေ့ဗီဒီယိုကဒီလောက်နဲ့ပဲနားကြပါတယ်ကျေးဇူးပါ